ဒီနေ့ကတော့ကျွန်တော်ဝက်ဥကိုအရသာရှိအောင်ဘယ်လိုချက်မလဲဆိုတာပြောပြမှာဖြစ်ပါတယ်။အရင်ဆုံးစီးကြောတဲ့ဝက်တွေကိုပဲငံပြရဲ့နော်ခီယိုစီစားနေငရုတ်ကောင်မှုတို့ကိုထည့်ပြီးတော့အရသာနေမယ်ပေါ့နော်။ဒီနေရာမှာအချိုမှုတ်စားရင်လည်းအချိုမှုတ်ထည့်လို့ရပါတယ်။ကြက်သားမှုတ်စားရင်ကြက်သားမှုတ်ထည့်လို့ရပါတယ်။ကျွန်တော်ကတော့မစားလို့မထည့်တော့ပါဘူး။ဒီလိုမျိုးတေချာရတာဝင်အောင်နေပြီးဆိုရင်တော့9မိနစ်10မိနစ်နှစ်ထိုင်ရပါပြီအခုဆိုရင်တော့စားချက်ဖို့အတွက်အိုးတဲ့ကိုလိုတလောက်စီထည့်မယ်ပေါ့နော်ဒီနေရာမှာစီကိုအများကြီးလေးထည့်စရာမလိုပါဘူးကိုသုံးတဲ့ပမာဏပုံမူတည်ပြီးတော့လိုအပ်တဲ့လောက်ပဲထည့်တာအကောင်းဆုံးပေါ့နော်စီရမ်းများရင်လည်းစားမကောင်းပါဘူးပြီးရင်တော့ကျွန်တော်တို့ပထမဆုံးတကြားကိုစီတက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဝက်ဦးလေးတွေအယောင်ပူလှသွားအောင်လို့ကျွန်တော်တို့ဒီလိုလုပ်လိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ချက်တဲ့နေရာမှာမကတ်တဲ့အိုးတို့မကတ်တဲ့ဒေတို့နဲ့ချက်ရင်တော့အကောင်းဆုံးပေါ့နော်ဘာလို့လဲဆိုတော့ဒီတိုင်းမျိုးတကြားကအရင်တူးတာကတ်တာလွယ်လို့ပါကျွန်တော်တို့တကြားတွေစပြီးရေးပြောလာပြီးဆိုရင်ကျွန်တော်တို့အရသာနှက်ထားတဲ့ဝက်ဦးလေးတွေကိုထည့်ပြီးတော့အယောင်ယူလိုက်မယ်ပေါ့နော်ပထမဆုံးအနေနဲ့နှံအောင်မှွေပေးပါမယ်ပြီးတော့ရင်ကျွန်တော်တို့အထဲကိုထည့်ဖို့အတွက်ဂျင်းရဲ့ချက်သွန်းဖြူရဲ့အဓိကသုံးမယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ကရဝေးရွက်ကိုလည်းသုံးပါမယ်တကယ်လို့နနက်ပွင့်ရှိတယ်ဆိုရင်တော့နနက်ပွင့်ကိုသုံးရင်ပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်ကတော့နနက်ပွင့်မရှိလို့ကရဝေးရွက်ကိုသုံးလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ဟင်းဦးမကတ်တော့အောင်လို့ကျွန်တော်တို့ဇက်တိုင်မှွေပေးမယ်ပေါ့နော်ပြီးတော့ဂျင်းချက်သွန်းပြူနဲ့ကရဝေးရွက်အနက်လေးတွေကအရင်မှွေးလာပြီဆိုရင်တော့ကျွန်တော်တို့ရေကိုလိုတလောက်ထည့်ပြီးတော့အဖုံးပိတ်ပြီးတည်ထားလို့ရပါပြီကျွန်တော်တို့နိုင်ခွက်လောက်တည်ပြီးတဲ့အခါမှာတော့စားခြင်းဆိုပဲဝက်ဦးဟင်းလေးရပါပြီခင်ဗျာကျွန်တော်ကတော့ဝက်ဦးဟင်းလေးကို Korea spicy နဲ့ sauce လေးနဲ့တွဲပြီးတော့စားလိုက်ပါတယ်ဝက်ဦးကအနက်လုံးဝမရှိဘဲနဲ့သူ့ရဲ့တက်ချာထုတ်လေးနဲ့ရမ်းစားကောင်းပါတယ်